ရက်ကွက်အစည်းအရုံးနီအိမ်ကြီးချင်းများရင်ဆိုင်နေရတော့ပြဿနာများကိုနားလည်ရန်နဲ့အတူပူးပေါင်းဖြည့်ဆင်းရန်မြို့တော်အစိုးရနှင့်ထိရောက်စွာဆက်သွယ်နိုင်စေရန်အတွက်ကောင်းမွန်သောနည်းလမ်းဖြစ်ပါတယ်။တင်းရက်ကွက်အားတိုးတက်စေရန်စိတ်ကူးစိတ်သင်များရှိပါသလား။ဥပမာလမ်းဘေးပြုပြင်ခြင်း၊နဖူးစည်းစာတမ်းတက်ဆင်ခြင်းဒါမှမဟုတ်လမ်းပိတ်ပွဲတော်ကျင်းပခြင်းတို့ဖြစ်ပါတယ်။ဒါဆိုရက်ကွက်အစည်းအရုံးတစ်ခုကိုဘယ်လိုအစပြုမလဲ။အဆင့်1တုံးတစ်ကိုခေါ်ဆိုပြီးရက်ကွက်အစည်းအရုံးစတင်ရာတွင်အကူအညီလိုအပ်ကြောင်း operator အားအတိပေးပါအဆင့်2တင်းရက်ကွက်အရေးချင်းပြည့်မိပါကရက်ကွက်အဖွဲ့အစည်းတွင်ပါဝင်လိုတော့အနည်းဆုံးလူ9ဦးကိုရှာဖွေပါအဆင့်3ပထမအကြိမ်အစည်းအဝေးအတွက်အချိန်နဲ့နေရာကိုတတ်မှတ်ပါနောက်ဆုံးတွင်တင်းဤရက်ကွက်အစည်းအရုံးအားအတိမတ်ပြုရန်တောင်းဆိုသောတရားဝင်စာကိုရက်ကွက်စီမံကိန်းနှင့်အသက်တွင်မူNeighborhood Planning and Activation အဖွဲ့တို့တင်ပြရပါမယ်။ပြီးနောက်စီမံကိန်းနဲ့အတက်တွင်မှုအဖွဲ့ဒီပြန်လည်တုံ့တက်ခြင်းနဲ့အတင်ပြုခြင်းလုပ်ငန်းစဉ်တစ်လျှောက်လုံးအားတင်းနဲ့အတူလှုပ်ဆောင်သွားမည်ဖြစ်ပါတယ်။တူတူဆိုရင်ကျမတို့ရက်ကွက်တီတိုးတက်နိုင်ပါတယ်။ www.fortwayneguides.org တို့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။